ချန်မုံရဲ့အကိုချန်ဆောင်ကရန်တန်းဖုန်းစီလာပြီးဂျူနီယာချန်ဆောင်ကစီနီယာစီလမ်းညွှန်မှုလာတောင်းတာပါဆိုပြီးပညာစမ်းဖို့လုပ်လာတဲ့အခါမှာတော့ရန်တန်းဖုန်းကဒေါသထွက်မဲ့စားဒါကငါ့ကိုဆုလက်တွေလာပေးပြန်လာလားဆိုပြီးပြုံးစီစီနဲ့ကြိုးစုံနေတာပေါ့ဗျာဘေးကလူတွေကလည်းချန်မုံကြီးကိုဒါကကလဲစားချီတာမဟုတ်ဘူးအရိုက်ခံဖို့တီးတက်လာတာပဲဆိုပြီးဝိုင်းဝန်းလောင်ပြောင်းနေကြပါပြီပွဲကလည်းထင်ထားတဲ့အတိုင်းပါပဲဗျာရန်တန်းဖုန်းရဲ့နက်ပေါက်ပြအောက်မှာချန်ဆောင်တယောက်ဘလို့မှမရှင်းနိုင်ပဲအရိုက်ခံလိုက်ရလို့ကြင်ကြံချင်းအစင်ပါတဆင့်ရောကျသွားခဲ့ရပြီးရန်စီမီယာကိုကျေးဇူးတင်ပါတယ်ဆိုပြီးတနာစရာကောင်းတော့အောင်အရှုံးပေးသွားခဲ့ရရှာပါတယ်အဲ့ဒီချိန်မှာပဲစီကံထင်းထင်းကြီးခမ်းမကလူတွေထက်ရောက်လာပြီးဂိုင်းထဲမှာလူမြင်ကွင်းဆက်တိုက်တာလားဖမ်းလိုက်ကြဆန်းဆိုပြီးအော်ဟစ်ဖန်စီဖို့လုပ်ပါတော့တယ်ဒါပေမဲ့ထူးဆန်းတာကရန်တန်းဖုန်းကိုအပြစ်ပေးခံရစေချင်တဲ့ချန်မုံတို့ညီကိုကကျွန်တော်အရင်စတိုက်တာပါဖမ်းမယ်ဆိုရင်ကျွန်တော်ကိုပဲဖမ်းပါလို့အတင်းအဓမ္မဝင်တားနေကြတာပါပဲကျွန်တော်ကြင်ကြံချင်းကတဆင့်ထက်ရောက်သွားပြန်ပြီးတော်တော်နဲ့တက်အောင်လှုပ်ထားရတာကိုလို့ညီးတွားနေတဲ့ချန်မုံကိုကြည့်ပြီးစီကံထင်းထင်းကြီးသမားတွေလည်းကြောင်းတောင်းတောင်းဖြစ်ကုန်ကြတာပေါ့ဗျာအခြေအနေတွေပွက်လို့ရိုက်နေတော့မှပဲစီကံထင်းထင်းကြီးခမ်းမရဲ့မန်နေဂျာလီကကိုယ်တိုင်ရောက်လာပြီးဒီလိုကိစ္စလေးကိုတော့မလုပ်နိုင်တာစီကံထင်းထင်းကြီးခမ်းမရဲ့မျက်နှာကိုဖျက်နေတာပဲလို့သူ့လူတွေကိုစူပူရင်းရန်တန်းဖုန်းဘက်လက်ကမင်းကဘာတူလဲမင်းမဘာပြောစရာရှိသေးလဲလို့မောက်မာနဲ့စစ်ဆေးမေးမြန်းလိုက်ပါတော့တယ်အဲ့ဒီခါမှာတော့ကျွန်တော်တို့ရဲ့ဆက်လိုက်ကြော်ရန်တန်းဖုန်းကလူလေကြီးပြီးမျက်နှာသေးလေးနဲ့ကျွန်တော်ထမင်းစားပြီးခမည်းသွားခြင်းနဲ့နေရသွားနိုင်ပါတယ်လို့လုံးဝမဆိုင်တဲ့စကားနဲ့ပြန်ပတ်လိုက်လို့မန်နေဂျာလီခမည်းဒေါသထွက်လုံးမျက်နှာကြီးတစ်ခုလုံးမြင်မြန်းပြီးပောက်ကွဲမတက်ဖြစ်သွားရရှာပါတယ်ဒါပေမဲ့မန်နေဂျာလီကမင်းကငါ့ကိုမြင်းကြောင်းတဲ့သူလို့ထင်နေတာလားဆိုပြီးမောက်မာနေတော့နောက်ကနေဒါဆိုကျွန်တော်ကိုကြည့်ရတာမြင်းကြောင်းတဲ့သူနဲ့တူတလားဆိုတဲ့ဩဇာအာဏာပါတဲ့အတန်ကြီးထွက်ပေါ်လာပါတော့တယ်အဲ့ဒါကတော့ရန်တန်းဖုန်းရဲ့ဆရာဖြစ်သူတောင်ကုန်းတခင်ရဲပဲဖြစ်ပါတယ်တောင်ကုန်းတခင်ရဲကိုမြင်လိုက်ရတဲ့အခါမှာတော့မန်နေဂျာလီတယောက်ချက်ချင်းလေတံပြောင်းသွားပြီးတောင်ကုန်းတခင်ရဲပါလားကျွန်တော်ခုနကမျက်စိမသွားလို့မမိလိုက်တာပါဆိုပြီးထားရရှာပါတော့တယ်တောင်ကုန်းတခင်ရဲကဒါဆိုရင်ကျွန်တော်လူတွေကိုခေါ်သွားလို့ရပြီလားလို့ဆိုပြီးရန်တန်းဖုန်းကိုတောင်ကုန်းပေါ်ပြန်ခေါ်သွားတာကြောင့်ရန်တန်းဖုန်းကများတော့သွားပြီဆရာကကျွန်တော်ကိုတောင်ကုန်းပေါ်ပြန်ခေါ်သွားတော့မှာပဲဆိုပြီးသူ့ရဲ့တထုတွင်းတူမဲ့အစီအစဉ်တက်သွားလို့စိတ်ပြက်လက်ပြက်ဖြစ်ကြံခဲ့ရတာပေါ့တောင်ကုန်းပေါ်ရောက်တဲ့အခါရန်တန်းဖုန်းကစီမီယာကိုကြီးကျွန်တော်ကြင်ကြံချင်းအဆင့်6ကိုရောက်သွားပြီးကြည်ဦးဆိုပြီးဆရာကိုကြွားလိုက်ပါသေးတယ်တကယ်တော့ရန်တန်းဖုန်းကအပြင်ပန်းမှာအဆင့်6လို့ပြနေပေမဲ့ဆရာဖြစ်သူကတော့ဒီကောင်လေးကသူ့ရဲ့ကြင်ကြံချင်းအဆင့်ကိုဖုံးကွယ်ထားတာပဲငါမသိဘူးလို့ထင်နေလားဆိုပြီးသူ့တပည့်အဆင့်တွေအစမတန်တက်နေတာကိုရိပ်မိနေပါလေဗျာဒါပေမဲ့အဆင့်တွေအယမ်းမြန်တက်ရင်ကောင်းကင်ဘုံရဲ့ညူဆူတဲ့ဘေးဒုက္ခတွေကြုံရမှာဆိုလို့ဒီစာအုပ်ကိုအချိန်ရရင်တေချာဖတ်ထားဦးဆရာအပြင်ကိုတစ်ခေါက်သွားရအောင်မယ်ဆိုပြီးစာအုပ်တအုပ်ပေးခဲ့ပါတယ်ဆရာအပြင်သွားမယ်ဆိုတော့ရန်တန်းဖုန်းကကျွန်တော်လည်းအပြင်ကိုခိုးထွက်လို့ရပြီပေါ့ဆိုပြီးခိုးထွက်ဖို့ကြံစီနေတော့ဆရာကြီးကပိုးလေလာမှုခူးထန်တောင်ကုန်းဘေးပတ်လည်မှာဆရာစီရင်တွေလှုပ်ထားဆရာမကြခင်ပြန်လာခဲ့မယ်လို့ပိတ်လောင်ထားခဲ့လို့ရန်တန်းဖုန်းကများဟုတ်ခဲ့ပါအဖိုးကြီးကတကယ်ကိုလဲတာပဲဆိုပြီးတောင်ကုန်းပေါ်မှာပဲတောင်းတင်ကြံခဲ့ရပါတယ်ဆရာပေးခဲ့တဲ့စာအုပ်ကိုကြည့်ပြီးရန်တန်းဖုန်းကဒါလင်းတန်းမရေမတွက်နိုင်တော့နေပြူဟာနာမည်ကတော့ရိုးရိုးလေးပဲဒါပေမဲ့ဆရာဆောင်ထားတာဆိုတော့တေချာပေါက်အဖိုးတန်မှာပဲဆိုပြီးသဘောကျနေမိပါတယ်ဗျာဒါပေမဲ့တောင်ကုန်းဘေးပတ်လဲကိုကြည့်တဲ့အခါဘာစီရင်မှမမြင်ရတာမို့ဆရာကငါ့ကိုညာသွားတာလားဆိုပြီးအပြင်ကိုခိုးထွက်ဖို့ခြေလမ်းပြင်လိုက်ပါတော့တယ်ဟာဒါကဆရာလုပ်ထားတဲ့အစီရင်လားဒါနဲ့ငယ်လောက်နဲ့ငါ့ကိုတားဆီးနိုင်မယ်ထင်နေတာလားဆိုပြီးမျက်စိမိတ်ကစတိုးထွက်ဖို့လုပ်ပြီးမဲ့ဆရာကြီးရဲ့အစီရင်ကတကယ်ကိုအစွမ်းထက်လုံးတာကြောင့်ဓာတ်ချက်တွေဝိုင်းလာလို့ရန်တန်းဖုန်းခများလမ်းဖြန့်ပြီးဒီလိုတော့မလုပ်ပါနဲ့ကျွန်တော်အပြင်မထွက်တော့ဘူးဟုတ်ပြီလားဆိုပြီးနောက်ဆုတ်လိုက်ရရှာပါတယ်ဗျာအပြင်ထွက်မရတော့တဲ့ရန်တန်းဖုန်းတယောက်ဆက်လျှော့လိုက်ပြီးဆရာတည်သွားရင်လေဒီခုထန်တောင်ကုန်းကနောက်ဆုံးတော့ငါပိုင်မဖြစ်လာမှာပဲငါမှာအစွမ်းအင်အားလုံလောက်ပြီဆိုရင်ဆရာကိုအပြင်မောင်းထုတ်လိုက်လို့ရပြီဆိုပြီးညံဆိုးလေးနဲ့တွေးတော့ရင်တောင်ကုန်းပေါ်မှာပဲငါးမြလိုက်စပားဆိုင်လိုက်နဲ့အေးအေးဆေးဆေးကြင်ကြံနေပါတော့တယ်ဒါပေမဲ့ကန့်ကွက်ချက်မဲ့ပါရမီရှင်ပြီးခွန်အားခန္ဓာကိုယ်စိတ်ဓာတ်နဲ့လျင်မြန်မှုတွေတစ်ချက်ချင်းတိုးလာပြီးမကြခင်မှာပဲကောင်းကင်ကြီးတစ်ခုလုံးမှောင်မဲလာပါတော့တယ်ဗျာရန်တန်းဖုန်းကဒါကမိုးရွာတော့မှလားလို့ရိုးရိုးလေးတွေးနေတော့မှပဲသူ့ရဲ့စနစ်ကအရှင်သခင်ကိုတတိပေးအပ်ပါတယ်ဒါကမိုးကြိုးပေးဒုက္ခဖြစ်တဲ့အတွက်တေချာဂရုစိုက်ပါလို့တတိပေးလိုက်လို့မိုးကြိုးပေးဒုက္ခဟုတ်လားငါအဆင့်တက်တော့မှလားဆိုပြီးသိလိုက်ရပါတယ်ဒီလိုခုထန်တောင်ကုန်းပေါ်ကထူးခြားဆန်းပြတဲ့ကောင်းကင်ပြင်မြင်ကွင်းကြီးကြောင့်ဂိုင်းထဲကအကြီးအကဲတွေပါလက်ဖြတ်ကုန်ကြပြီးဂိုင်းထဲမှာဒုတိယမြောက်ကျန်းဝေပေါ်လာဦးမလားဆိုတာဘယ်သူသိမှလဲဆိုပြီးဝိုင်းဝန်းစောင့်ကြည့်နေကြတာပေါ့ဗျာတခြားသူတွေဆိုရင်အသက်ပေးနီးလာတဲ့မိုးကြိုးပေးဒုက္ခကိုရန်တန်းဖုန်းကတော့ပေါက်ပြားကြီးကင်ပြီးခံယူလိုက်တဲ့အခါမှာတော့တကယ်ကိုနေလို့ကောင်းလိုက်တာတကူလုံးကိုနှိမ့်နေပေးလိုက်တယ်လို့ပဲတင်းငယ်တဲ့မိုးကြိုးပေးဒုက္ခကဒီလောက်ပါပဲလားဆိုပြီးအေးဆေးပဲခံလိုက်ရုံတင်မကပဲငါရဲ့အဆင့်ကရွှေရောင်မြူတွေအလဲလက်အဆင့်ကိုရောက်သွားပြီအောင်မြင်ပြီးဟာဆိုပြီးတချိန်ထိုးအဆင့်တက်ကရွှေရောင်မြူတွေအဆင့်ပိုင်ရှင်ကြီးဖြစ်သွားပါတယ်ရွှေရောင်မြူတွေအဆင့်ကိုရောက်ပြီးခူးထန်တောင်ကုန်းပေါ်မှာစိန်ကြနေတဲ့ရန်တန်းဖုန်းတယောက်သူ့ရဲ့ဟင်းသီးဟင်းရွက်ခင်းတွေကိုလာကိုးစားတဲ့လေလွင့်ခွေးတစ်ကောင်ကိုမိသွားပါတော့တယ်ဗျာဒီခုထန်တောင်ကုန်းမှာဘယ်တော့မှခွေးမွေးထားလို့လဲဘယ်ကလေလွင့်ခွေးကလာပြီးငါရဲ့ဟင်းသီးဟင်းရွက်တွေကိုလာဖြက်စီးနေတာလဲဆိုပြီးဟော့ပေါ်တဲ့ထက်ချက်ဖို့ပြင်နေတဲ့ရန်တန်းဖုန်းကြောင့်ခွေးလေးခမများအသက်ဘေးကလွတ်အောင်အတင်းမဲ့အညံ့ခံလိုက်ရရှာပါတယ်ရန်တန်းဖုန်းကခွေးလေးကိုအလွတ်မပေးပဲပိုးကောင်တွေကိုလိုက်ကောက်ဆန်းအခုကစပြီးမင်းငါကိုပိုးကောင်ဖမ်းပေးရမယ်တနေ့ကို10နှစ်နာရီအလုပ်လုပ်ရမယ်ပေးရမရှိဘူးဆိုပြီးအလုပ်သမားကောင်းမှုဖြစ်တဲ့စနစ်ကြီးနဲ့ခွေးလေးကိုနှိပ်စက်ပါတော့တယ်ပြီးတော့ခွေးလေးကိုပြောင်းလက်နဲ့မို့လို့မိုးရဆိုပြီးနာမည်ပေးလိုက်ပြီးကျွန်းထိုးခိုင်းလေကွင်းနဲ့လှုပ်ပြီးပိုးကောင်ဖမ်းခိုင်းပါတော့တယ်ဒါပေမဲ့ဒီခွေးလေးမိုးရကလည်းရိုးခွေးမဟုတ်ပဲအတွေးနဲ့စကားပြောတတ်တဲ့နက်ခွေးဒါမှမဟုတ်မိစ္ဆာသားရဲ့ဖြစ်နေတာပါဗျာရန်တန်းဖုန်းအပြင်ထွက်သွားတာနဲ့မိုးရကမင်းကောင်လေးစောင့်နေလိုက်မင်းအပြင်ထွက်သွားတာနဲ့မင်းဆိုင်ထားတဲ့အပင်တွေကိုအကုန်ဖြက်စီးပစ်မယ်ဆိုပြီးကျင်းဝါပေမဲ့ရန်တန်းဖုန်းကလေတံကြားလို့ဒါကဘာတန်လဲမိုးရကစကားပြောတတ်တာလားလို့မေးလိုက်တဲ့အခါမိုးရကများခွေးဖြစ်နေတော့လေအခုလောလောဆယ်အောင်ရဲတိခံရမှာပေါ့ခွေးလေးကိုလာမနေနဲ့ဆိုပြီးကရုံကရင်နဲ့ပြန်ရင်သွားရရှာပါတယ်